โอเคဒီနေ့မှာတော့ကျွန်တော်ဗီဒီယိုတွေကိုမတင်ဖြစ်တာလဲတော်တော်ကြာသွားပြီဗျဒီ YouTube မှာဒီနေ့မှာကျွန်တော်ဗာပြောမှလဲဆိုတော့လူတယောက်ပြုပြင်ပြောင်းလဲဖို့အကောင်းဆုံးအချိန်ဆိုတဲ့ဟာအရာတွေကိုကျွန်တော်ပြောသွားမှာဖြစ်တယ်လူတွေကဘလို့အခြေအနေတွေမှာပြုပြင်ပြောင်းလဲကြတယ်လဲဆိုလို့ရှိရင်အိမ်ထောင်စုပြဿနာတွေကြုံတွေ့ရတဲ့အခါဒါမှမဟုတ်လို့ရှိရင်မိမိရဲ့စီးပွားရေးတွေကြာရှုံးသွားတဲ့အခါဒီလိုမှမဟုတ်ဘူးဆိုရင်မိမိရဲ့အချစ်အနှစ်တရဆုံးလူတယောက်တူဦးကိုဆုံးရှုံးလိုက်ရတဲ့အခါမှာနောက်ထပ်အကျွေးနွယ်နေတွေကိုနစ်နေတဲ့အခါမှာအကျဉ်းနဲ့အကျက်တွေကိုရောက်သွားတဲ့အချိန်မှာမိမိကိုယ်ကိုပြုပြင်ပြောင်းလဲဖို့အကောင်းဆုံးအချိန်လေးဆိုတာကျွန်တော်ပြောသွားဖြစ်ပါဒီနေ့မှာဒီလိုပြုပြင်ပြောင်းလဲဖို့အကောင်းဆုံးချိန်တွေအများကြီးထဲရမှာအကျဉ်းနဲ့အကျက်ထဲကိုရောက်နေတဲ့အချိန်မှာပြုပြင်ပြောင်းလဲဖို့အကောင်းဆုံးအချိန်ဆိုတော့ကျွန်တော်ဒီနေ့ပြောသွားမှာဖြစ်ပါတယ်ကိုကအခုလိုမျိုးအကျွေးနွယ်ထဲမှာနစ်နေတဲ့အချိန်မှာတော့မှမိမိကိုယ်ကိုပြုပြင်ပြောင်းလဲဖို့မစင်စားသေးဘူးဆိုလို့ရှိရင်နောင်ခါမှပြုပြင်ပြောင်းလဲမယ်ဆိုရင်ဒီထက်ပြုပြင်ပြောင်းလဲဖို့ကောင်းတဲ့အချိန်မရှိတော့ပါဘူးနောက်ထပ်ဖြစ်လာဖို့ပြုပြင်ပြောင်းလဲဖို့ဆိုတာဘာပြောမလဲမပြုပြင်တော့မပြောင်းလဲတော့ဘူးလို့မပြောလို့ဗျာဒါနဲ့ပြုပြင်ပြောင်းလဲဖို့အကောင်းဆုံးအချိန်လို့ပြောတာကျွန်တော်ကဒီဥပမာထားပါတော့အကျွေးရွှင်နေရလဲမိမိချင်းမှာလာပြီးတော့မှအကျွေးတွေတောင်းနေပြီကိုကလည်းဘလုံးမှရှာလို့မရတဲ့အချိန်တွေမှာကျွန်တော်တို့ယောက်ျားသားအများစုကစိတ်ညစ်ပါတယ်ကွာဆိုရင်အရက်တွေတောက်ပြီးတော့မှနေထိုင်ကြတယ်ပြီးတော့မှအချိန်တွေကိုကုံဆုံးစေတယ်နောက်ထပ်ပြဿနာတစ်ခုအနေနဲ့ဘာလဲဆိုရင်ကိုဒီပြဿနာတွေကိုဖြေရှင်းဖို့မကြိုးစားဘဲနဲ့မိမိကပြုပြင်ပြောင်းလဲဖို့မကြိုးစားဘဲနဲ့ကိုယ့်ရဲ့အနီးနားမှာရှိနေတဲ့အိမ်သူတထားဇနီးအပြင်အားအပေါ်မှာအပြစ်တွေကိုပုံချလာတယ်ဒီလိုအပြစ်တွေကိုပုံချခြင်းအပြင်အိမ်ထောင်စုကိုပြိုကွဲတဲ့အိမ်ထောင်ရေးကိုမတာမရဖြစ်စေနိုင်တယ်ဥပမာထားတော့ကိုကဒီလိုအခြေအနေအရာတွေမှာဘလုံးမှကြံလို့မရတော့ဘူးမိမိကအောက်ဆုံးအခြေအနေမှာရောက်ရှိသွားပြီလို့ကိုကတော့ကိုထင်နေလို့ရှိရင်အမတန်မှပြုရင်ပြောင်းလဲဖို့ကောင်းပါတယ်ဒီအောက်ဆုံးအခြေအနေရောက်ရှိတဲ့မှာကြာရှုံးသွားပြီလို့ခံစားနေရတဲ့အချိန်မှာကြာရှုံးသွားတာဆိုတာပြိုလဲပြီးရင်သူကပြီးဆုံးသွားတာမဟုတ်ပါဘူးနောက်ထပ်တကားတစ်ချက်သူကဖွင့်ပေးလိုက်တယ်လို့ပါနောက်ထပ်တစ်ခုလုပ်မယ်ဆိုရင်ကိုကဘာပြောမလဲရှစ်တစ်လမ်းဖို့ပဲလိုတော့တယ်အတက်ပဲရှိတော့အဆင်းကိုလုံးဝမရှိတော့ကိုကအောက်ခြေမှာရောက်နေပြီးတော့ခံစားရတဲ့အချိန်အဲ့တို့ကြောင့်မထားပါတော့အရစ်တွေတောင်းနေမယ်အချိန်ညိုဒီလိုတွေပဲဖြုံးတီးသွားမယ်အိမ်သူတစ်ဓာတ်ပေါ်မှာကိုကအပြစ်တွေကိုပုံချခဲ့မယ်ဆိုလို့ရှိရင်ဒီလိုနေခဲ့မယ်ဆိုတော့နောက်ပြီးတော့မှဒီပြဿနာတွေကပြေလည်သွားမှလားလုံးဝမပြေလည်ပါဘူးဒီလိုချိန်မှာကိုကဘလို့ပြဿနာတွေကိုဖြေရှင်းရမယ်ဆိုပြီးမှတွေးတော့ကြံစားပါမိမိကိုယ်ကိုပြုပြင်ပြောင်းလဲပါဒီလိုငါအရစ်တွေတောက်နေမယ်အစားကြံတဲ့အရာတွေလုံနေရောအဆင်မပြေနိုင်ဘူးလားဒီအရက်မတောက်ပန်းနဲ့ဒါမှမဟုတ်ဘူးဆိုရင်ဒီလိုမှမဟုတ်ဘဲနဲ့အိမ်သူတစ်ထားပေါ်မှာကိုကအပြစ်တွေပုံချနေမယ်ဒါလည်းဘာကြောင့်ပုံချနေရလဲဆိုရင်ကိုကဒီအရာတွေအကြောင်းအရာတွေဝန်ခံလိုက်လို့ချင်းဖွင့်ပြောလိုက်လို့ချင်းဒီအကြောင်းအရာတွေကအမတန်ပြစ်မှုကြီးမားတယ်လို့ကိုကတွေးထားတာမို့ကြောင့်ဒီလိုအရာတွေကိုထုတ်မပြောဘဲနဲ့နေတယ်နောက်ပြီးတော့မှအိမ်သူတစ်ထားတွေပေါ်မှာအပြစ်တွေပုံချတယ်အမှန်တကယ်ဟာဒီလိုအရာတွေကိုကိုကနေပြီးတော့မှထုတ်ပြီးတော့မှပြောကြည့်လိုက်အမှန်တကယ်လက်တွေ့မှာကိုကြုံတွေ့နေရတဲ့ပြဿနာတွေကဒီလိုပြောလိုက်လို့ချင်းအများစုကပြေလည်သွားကြတာများတယ်အဲကြောင့်ကိုကအောက်ဆုံးအခြေအနေတွေရောက်လို့ခံစားနေရတဲ့အချိန်မှာပြုပြင်ပြောင်းလဲဖို့မလုပ်ဘဲနဲ့အိမ်သူတထားဇနီးမယားပေါ်မှာလုံးဝအပြစ်ပုံမချပါနဲ့